ကိုမျက်စိကိုတောင်ကိုမယုံနိုင်စရာပါပဲဒီလူငယ်လေးကတော့တာမန်လူတွေထဲကတကယ့်ကိုထိတ်သီးပညာရှင်တစ်ယောက်ပါပဲအခုမြင်နေရပဲဒီတာမန်တစ်သားတုံးတုံဟာဆိုရင်ဒီလူငယ်ရဲ့ကျွမ်းကျင်တဲ့ပြုပြင်ဖန်တီးမှုတွေအပြီးမှာအလွန်တန်ဖိုးကြီးတဲ့အမှုပညာပစ္စည်းတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်နောက်ဆုံးပြီးသွားတဲ့ပစ္စည်းလေးထွက်လာတဲ့အခါမှာတော့အဲ့ဒီမှာရှိနေတဲ့လူတိုင်းအံ့ဩမြင်သက်သွားကြရပါတယ်ဒါဟာပြတ်တိုက်ထဲကအမှုပညာပစ္စည်းတွေနဲ့တောင်ရှင်းနိုင်လောက်ပါတယ်ငွေရှင်တယောက်ကတောင်ချက်ချင်းပဲ9သိန်းပေးပြီးဝယ်ယူသွားခဲ့ပါတယ်ကဲဒါဆိုရင်အတူတူဆက်ကြည့်လိုက်ကြရအောင်ဒီလူငယ်ရဲ့လက်ရာကဘလောက်တောင်ထူးခြားကောင်းမွန်တယ်လဲဆိုတာကိုပေါ့အခုဆိုရင်မြင်တွေ့ရမှာကတော့ဒီလူငယ်ကတစ်သားတုံးကိုပုတ်ခုံရဲ့အထိုင်ပေါ်မှာမြဲမြဲတက်ဆင်ထားပြီးပါပြီပြီးတော့ပန်းပို့ထွင်းသားကိုကင်ပြီးတရိထားပြီးပုံဖို့ထွင်းထုံးနေလာကိုတွေ့ရပါရဲ့ဒီလူငယ်ကရေစီးသလိုချောမွေ့နေအောင်လှုပ်ပြနေပေမဲ့တကယ်တော့ဒါကလက်မှုပညာကိုအလွန်အမင်းစမ်းသပ်တဲ့အလုပ်တစ်ခုပါပညာရှင်တယောက်အနေနဲ့ဒီလိုတက်သားပုတ်ခံပညာကိုရှေးကြပြီးဆွဲဆောင်မှုရှိတဲ့ဒီပညာရပ်ကိုလက်ဖွာတဲ့ထည့်ထားတယ်လို့ကျွမ်းကျင်ယုံတင်မသေးပါဘူးသူ့ရဲ့စိတ်ကူးထဲမှာလည်းဒီပစ္စည်းတစ်ခုလုံးရဲ့ပုံပန်းတထံကိုအမြဲတမ်းပုံဖော်နေရပါတယ်အာယုံနည်းနည်းလေးလွတ်သွားတာနဲ့အရင်လွတ်ထားသမျှတွေအလဟတဖြစ်ပြီးပစ္စည်းတစ်ခုလုံးပျက်စီးသွားနိုင်ပါတယ်ဒါပေမဲ့အတွေ့အကြုံကျွယ်ဝတဲ့ဒီလူငယ်အတွက်တော့ဒါတွေကပြဿနာမဟုတ်ပါဘူးအပြင်ပိုင်းကိုပုံဖော်ပြီးတဲ့နောက်မှာတော့ဒီလူငယ်ကလက်ရပစ္စည်းရဲ့အတွင်းပိုင်းကိုထွင်းဖောက်ပါတော့တယ်ဒီနေရာမှာကြည်နေတဲ့သူတွေထဲမှာတိတဲ့သူရှိလားဒီလူငယ်ကဘာကိုပြုတ်လို့ဖို့ပြင်ဆင်နေတာလဲဆိုတာကိုပေါ့တိတဲ့သူတွေရှိရင်ကောမန့်မှာရေးသွားလို့ရပါတယ်ခမန်းတာမမကြည့်လိုက်ကြရအောင်ပြီးတော့အတွင်းပိုင်းကိုဆက်လက်ပြီးပို့ခံပုံဖော်နေပါတယ်သူ့ရဲ့ကျွမ်းကျင်လှတဲ့လုတ်ကိုင်ပုံကိုကြည့်ရင်ဒီလူငယ်ရဲ့လက်ရာကတာမန်မဟုတ်မှန်သိနိုင်ပါတယ်အရှင်ပြင်းပြင်းနဲ့လဲပတ်နေရင်းနဲ့လက်ရပစ္စည်းရဲ့အလဲပိုင်းကိုလည်းထွင်းဖောက်လိုက်ပါတယ်အခုဆိုရင်အမှုပညာပစ္စည်းတစ်ခုလုံးရဲ့ပုံစံကအခြေခံအဖြစ်ထွက်ပေါ်လာပါပြီဒါပေမဲ့ဒီလောက်နဲ့မပြီးသေးပါဘူးပိုပြီးတေးသက်အောင်အချောသက်ပြုပြင်ဖို့လိုပါသေးတယ်ဒီလူငယ်ကဆက်ချော့ဖို့ဆက်ကိုအသုံးပြုပြီးအမှုပညာပစ္စည်းရဲ့မျက်နှာပြင်ပေါ်မှာအရွယ်အစားမတူညီတဲ့အချွင်လေးတွေကိုဖန်တီးလိုက်ပါတယ်အဲ့ဒီအထက်အကျန်းလေးတွေကမျက်နှာပြင်တစ်ခုလုံးကိုပြည့်သွားစေပါတယ်လေးတိုက်လို့ဖြစ်ပေါ်လာတဲ့လှိုင်းသွင်းပုံစံမျိုးဖြစ်သွားစေတာပါဒါကပဲဒီအမှုပညာပစ္စည်းရဲ့ထူးခြားချက်ဖြစ်ပါတယ်ပြီးတော့အမှုပညာပစ္စည်းကိုဆက်မှာပြန်တင်ပြီးခိုင်အောင်ထပ်တတ်ပါတယ်မျက်နှာပြင်ကိုမီးနဲ့အပူပေးပြီးမီးကျွမ်းအောင်လုပ်ပါတယ်ပြီးတာနဲ့အမှုပညာပစ္စည်းကိုဆေးဆက်တုပ်ပါတော့တယ်အရင်ဆုံးမျက်နှာပြင်ပေါ်မှာအနက်ရောင်ဆေးတထားတုပ်ပေးပါတယ်ပြီးတာနဲ့အပေါ်ကနေအပြာရောင်ဆေးတထားထပ်တုပ်လိုက်ပါတယ်ဒါမှအယောင်ကပိုပြီးနှက်ဆိုင်သွားပြီးအဆင့်မြင့်တဲ့ပုံစံပေါက်သွားမှာပါဒီလိုနဲ့အလွန်တရာမှလှပတဲ့အမှုပညာပစ္စည်းတစ်ခုအလွန်တရာမှလှပတဲ့အမှုပညာပစ္စည်းတစ်ခုပြီးမြောက်သွားပါပြီဘယ်လိုနေလဲအယမ်းလှတယ်မဟုတ်လားဒီလူငယ်လေးရဲ့ကျွမ်းကျင်တဲ့လက်ရာနဲ့ထူးခြားတဲ့စိတ်ကူးကိုတော့ချီးကျူးရမှာပါပဲဒီအမှုပညာပစ္စည်းနဲ့ပတ်သက်ပြီးအားလုံးဘယ်လိုမြင်ကြလဲမသိဘူးအမတ်ပြည့်10မှတ်မှာတင်ထဆိုရင်ဘယ်နှမှတ်လောက်ပေးမလဲကွန်မန့်မှာဝင်ရောက်မှတ်ချက်ပေးခဲ့ပါဦး